မင်္ဂလာပါရှင် MT Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမယွန်းနှင်းစီခိုင်ရဲ့လွင့်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ဟဲ့ပူစုမနင်တို့အိမ်မှာနေကိုနဲ့နင့်ဖေရန်ဖြစ်နေတယ်နေကိုရိုက်လိုက်တာနင့်ဖေမျက်ခုံးကွဲသွားတယ်ဆိုပဲမြင်မြတ်သွားလိုက်အောင်ဒေါ်မြင့်စကားကြောင့်စက်ချုပ်ခုံကနေပူစုမထရက်မိသားဖြစ်သွားတယ်ဒေါ်မြင့်ကပူစုမရဲ့အလုပ်ရှင်ဝတာဆက်ဆယ်လုံးခန့်နဲ့အော်ရာချုပ်ဘောင်းမီအင်ဂျီတွေချုပ်တဲ့အိမ်တွင်းအသေးစားအထည်ချုပ်လုပ်ငန်းလုပ်ကိုင်တဲ့ဒေါ်မြင့်စီမှာပူစုမဆက်ချုပ်လုပ်သမားဖြစ်တယ်ဒေါ်မြင့်တို့အိမ်နဲ့ပူစုမတို့အိမ်ကအရှိလန်းနဲ့အနောက်လန်းဖြစ်တယ်ဒေါ်မြင့်ကိုယ်တိုင်ခွင့်ပြုပေးလို့အိမ်ကိုအပြေးနေပူစုမပြန်လာခဲ့တယ်အိမ်ကိုရောက်တော့အဖေမျက်ခုံးကွဲနေပြီးသွေးဆက်လက်နဲ့အိမ်ရှိကမ်းမှာထိုင်နေတယ်ပူစုမရဲ့ကိုဖြစ်သူကိုတန်းထွန်းကပူစုမကိုမြင်တာနဲ့ဘာမှမပြောဘဲလမ်းထိပ်ပဲခက်တုတ်တုတ်ထွက်သွားတယ်ဘလို့ဖြစ်ရတာလဲလူကြားလို့မှမကောင်းငယ်မမိကျူအမေရောညီမဖြစ်သူကျူကျူလန်အောင်မေးတော့ကျူကျူလန်အိမ်နောက်ဖက်မေးငေါ်ပြတယ်ပစိုးတဲ့ထဲစုပ်ကိုင်းပြီးဖီယိုဖီရဲခေါင်းဆုပ်ဖွားနဲ့အမေထွက်လာတယ်ဘာလို့ပြန်လာတော့ပူစုမရေဒေါ်မြင့်ပြန်ခိုင်းတာလားဟုတ်တယ်လေကြော်မကောင်းကြားမကောင်းရက်ွက်ပြက်နေတော့ပြန်လွတ်လိုက်တာပေါ့ဘလို့ဖြစ်ကြလဲမေးရဲ့ဘလို့ဖြစ်ရမလဲညီဖေပေါ့အလုပ်ကိုနေတဝက်နဲ့ပြန်လာပြီးမူးယူအောင်တောက်နေတာကြိုက်လို့တောက်ရင်ကိုယ့်ဘာသာအေးဆေးတောက်ပေါ့ဟိုလူရန်ရှာဒီလူရန်ရှာနဲ့တန်းထွန်းကိုပြဿနာသွားလို့တော့ဟိုကတီးထဲလိုက်ရောဟဲ့မိကျူဒီပစိုးစုပ်ကိုရေစုပ်ပေးစမ်းညီတို့ဖေမြေခုံရေစေးရအောင်ပြီးရင်ပလတ်စတာပြေးဝယ်ပေးအောင်ဟိုကောင်လေးဖိုးသားအောင်ဘဲကလေးကဝသွားစော့နေလေညိုချိန်ကြလာမျိုးလိုက်ကြကမင်းကျော်သွားထားလိုက်ကြနဲ့ငါအေးဝကြွေးကြီးနှုံးပါတယ်ဖိုးသားမိတန်စာနေရဲ့တန်မဟုတ်ပဲပြာနေရဲ့စင်ကိုရှောက်နေတယ်ဖေဖြစ်သူကအပြည့်ရှိတဲ့အတွက်မျက်နှာငယ်နဲ့ပူစုမကိုကြည့်နေတယ်ပူစုမလည်းအမေလက်ထဲကပစိုးစုပ်ကိုယူပြီးရေနှဲငယ်စုပ်ပြီးတော့ဖေနာမှာထိုင်ချတယ်ဖေမျက်ခုံးကသွေးစားသွေးနာတွေကိုရေစိုးပစိုးစားနဲ့တာယာတုပ်ပေးနေတယ်မျက်ခုံးကကြီးကြီးမားမားကွဲသွားတာမဟုတ်ပေမဲ့လက်သေးကုန်စားလောက်တော့ပဲ့နေတယ်အဖေကဘာလို့သူ့ကိုတွားရစ်တာတော့နားလိုက်တာပူစုမရဲ့ဖြစ်ဖြစ်နှုတ်ပါသူ့ကိုအဖေမရစ်ပါဘူးဖေကသာညီတို့မျိုးစနေတာဒါကိုအိတ်နေရနားကြီးရဆိုပြီးတော့ထရိုက်သွားတာအဲ့လောက်လှုပ်လိုက်မယ်လည်းမထင်ဘူးလေအဖေရဲ့သူ့အကြောင်းသိရနဲ့သူကဘယ်တော့မှအဖေကိုညှဘူးလို့လေသူ့အဖေရှင်မဟုတ်တာဟဲ့ပူစုမအမေကလှမ်းဟန်တော့ပူစုမပြောလက်စစကားရက်လိုက်တယ်အဖေကလူပြိုလူလူဖြစ်ပြီးကလေးတယောက်မေတစ်ခုလက်ကိုမြစ်တာရှိလို့ယူခဲ့ခြင်းဖြစ်တယ်အဖေရုပ်ရည်ကခက်တန်တန်ရုပ်ဖြောင်းဖြောင်းဖြစ်ပြီးအမေရုပ်ရည်ကတာမန်ရွက်ကျန်းရည်ကျိုအဆင့်မြတ်ဖေနဲ့မိညားတဲ့ချိန်ကကိုတန်းထွန်းက2နှစ်သားရွယ်ကိုတန်းထွန်းရဲ့ဖေရှင်ကကိုတန်းထွန်းမိကိုဝင်လွှဲထားချိန်မှာပြေးသွားခဲ့လို့လင်သားမရှိပဲကိုတန်းထွန်းကိုမွေးခဲ့ရခြင်းဖြစ်တယ်ကိုတန်းထွန်းအဖေဖြစ်သူကကိုဝင်လွှဲထားတဲ့ဇနီးတယောက်ကိုပြစ်ပြေးတဲ့အထိတာဝန်မဲ့သူစာနာစိတ်ကင်းမဲ့သူလို့ထင်ခဲ့ပေမဲ့အမှန်ဇယိုက်ကျန်းတဲ့အမေဖြစ်သူရဲ့အမားတွေနဲ့ပါကြောင်းလင်ယောက်ျားကိုနှုတ်ဝစီကြမ်းကြမ်းတွေနဲ့ဆက်ဆံခဲ့ပြီးလင်မယားအစင်မပြေတိုင်းအိမ်ကနှင်ချတာမောင်းထုတ်တာတွေပြုလုပ်ခဲ့လို့ကိုတန်းထွန်းအဖေဖြစ်သူကစိတ်နာပြီးထွက်သွားခြင်းဖြစ်ကြောင်းအဖွားကပြောပြပူတယ်ဒီလိုဇယိုက်ကြမ်းကြမ်းမိမ့်မောင်မှမြစ်တာတက်ဝင်မိတဲ့ပူစုမတို့အဖေကလည်းခုခါရက်သမားကြီးဖြစ်နေပြီဘရင်တော်ပွဲရုံမှာကုံထမ်းတဲ့အလုပ်လုပ်ပြီးအလောက်ကပြန်လာပြီးတာနဲ့အရက်လေးတမြမြတောက်တတ်တယ်ရသမျှပတ်စံကိုအမေထံပေးပြီးအရက်ဖိုးငွေပြန်တောင်းတတ်တယ်အရက်ဖိုးပြန်တောင်းတဲ့ချိန်မှာစူစူဆဲဆဲနဲ့ကျိန်ဆူခံရပြီးမှအမေစီကအရက်ဖိုးရတယ်ရက်ွက်ထဲကပေါင်းသိန်းတွေကအရက်ဖိုးချန်ပြီးပိုတဲ့ငွေကိုပဲအမေကိုပေးဖို့အကြံပေးဖို့ပေမဲ့အဖေကပြောမရဘူးပြန်လာတိုင်းပါသမျှငွေအမေလက်ထဲထည့်တယ်ပေးချိန်မှာကြည်သားပြီးမဲ့အရက်ဖိုးပြန်တောင်းရင်အမေမှမကြည်သားဒီပြဿနာတနေ့တည်းမဟုတ်နေ့စဉ်နေ့တိုင်းအစင်လာလို့ဖြစ်နေတယ်ကိုတန်းထွန်းကိုဖေကချစ်တယ်မရပါသားလို့တော့ပြောမခံလင်းစုံမရစုံမွေးထားတဲ့ပူစုမတို့3ယောက်ထက်တောင်ပိုချစ်ခဲ့နေလားမသိခုတော့ကိုတန်းထွန်းကအသက်20ပူစုမ18နှစ်ရွယ်ရောက်ပြီကိုတန်းထွန်းက6တန်းအထိပညာသင်ကြားခဲ့တယ်ပူစုမ9တန်းအထိကျောင်းတက်ခဲ့ပြီးအဖေနှုတ်စာတစ်ခုတည်းနဲ့မလောက်လို့ကြက်တဲတဲ့မိသားစုအခြေအနေကြောင့်ပညာရေးဆုံးခန်းမတိုင်ခဲ့ဘူး15နှစ်သမီးအရွယ်တည်းကကျောင်းသားခဲ့ပြီးကြာဆန်ဆက်ယုံမုံဆက်ယုံတွေမှာအလုပ်လုပ်ခဲ့တယ်အဲ့ဒီကနေပြီးခဲ့တဲ့နှစ်ကမှဒေါ်မြင့်ရဲ့အိမ်မှာမော်တာဆက်ချုပ်တင်ပြီးထဲစားနဲ့ချုပ်နေခဲ့သူဖြစ်တယ်။ကိုတန်းထွန်းကဒီတကြလုံးမရှိပြန်လှုပ်ရှိရင်လှုပ်တယ်။ကြက်တိုင်မှလည်းလှုပ်ဖူးတယ်။မလှုပ်ချင်မလှုပ်ပဲနားနေပြန်တယ်။လှုပ်သည်ဖြစ်စေမလှုပ်သည်ဖြစ်စေလုံအားကကိုအိမ်ကိုပြန်မပေးဘူး။သူ့တကူရဲ့ဝတ်စားဝယ်တယ်။စင်းနေဖို့ရက်ဖူးနဲ့ကုန်တယ်။အလုံးမလှုပ်တဲ့ရက်တွေမှာမိစီကသူ့သုံးမှုပတ်စံပြန်တောင်းတတ်သေးတယ်။ဒါကြောင့်ကိုတန်းထွန်းအလုံးလုံးနေမိမဖူးဖူးမှုတ်ထမ်းမတတ်သူ့သားကိုပစားပေးတတ်တယ်။ကိုတန်းထွန်းကသူ့ရဲ့တောက်တက်သွားတာအ
ဖေကြောင့်စိတ်ညစ်ပြီးတောက်ခဲ့ခြင်းဖြစ်ကြောင်းမစီမဆိုင်ပြောတတ်သေးတယ်။သားကြီးဆိုတဲ့အရှိန်ဝါနဲ့ငယ်တွေကိုနိုင်ထက်စီနဲ့ဆက်ဆံတတ်တယ်။စိတ်မတင်လက်ပါချိပါတတ်တယ်။ပူစုမငယ်ငယ်ကကိုတန်းထွန်းရိုက်ချက်ကြောင့်ကိုယ်ပြင်းဖူးရောင်ဖြစ်ခဲ့ဘူးတယ်။ပူစုမကြောင်းထွက်ပြီးအလွန်လုံးတဲ့အချိန်ရောက်မှသာမရိုက်နှက်တော့ပဲငယ်နှစ်ယောက်ကတော့နိုင်ထက်စီနဲ့လက်ပါချိပါပြုမှုနေတတ်သူဖြစ်တယ်။မောင်နှမတွေပေါ်ကိုထီးနှစ်ယောက်လောက်တောင်တီးခံနိုင်ပေမဲ့ဖခင်ပေါ်ရိုင်းပြမှုအတွက်ပူစုမမကြည်မချမ်းဖြစ်မိပြန်တယ်။မိခင်ကသားဖြစ်သူဘက်ကကားစီးပြီးဖေအမဖြစ်တာပြောဆိုနေတဲ့အတွက်စိတ်ထဲမကြည်မနှက်ဖြစ်မိတော့တယ်။တန်းထွန်းကတိတ်နေမကောင်းလို့အိတ်နေတာ။ဒါကိုနင့်ဖေကတော်ပါတော့မေရဲ့စက်မပြောပါနဲ့တော့။ပူစုမစကားကြောင့်မိစကားတွေရှေ့ဆက်မလာပြီးရက်တန့်သွားတယ်။ဖေတန်ရကိုစေးထည့်ပေးရင်စိတ်မသက်သာစွာပူစုမလည်းအလုပ်အိမ်ပြန်မသွားတော့ပဲအိမ်မှာပဲနေလိုက်တော့တယ်။ကိုတန်းထွန်းပြန်လာပြီးဖေကိုရန်ထက်လို့မှစိုးတာကြောင့်အိမ်မှာပဲနေနိုင်ခြင်းဖြစ်တော့တယ်။မိထံငွေလဲပေးဖို့ပြီးတာနဲ့မိစီဖုန်းခေါ်ဆိုလိုက်တယ်။ဖုန်းကဝင်နေဆိုရုံနဲ့မိထူးတန်ကြားရတယ်။ပူစုမဖုန်းဘလောက်ထိမြုပ်နေရမသိ။မိငွေ3သိန်းပို့လိုက်တယ်။ပတ်စဝတ်က1,600လုံးတော့ထုတ်ပြီးနဲ့ဖုန်းပြန်ခေါ်ပြီးပြောအဖေ3ခု1000လောက်ဖြစ်ဖြစ်ပေးလိုက်ပါနော်။နောက်ရက်ကျရင်ပူစုမရရင်ရတယ်လို့ထပ်ပို့ပေးမယ်။ဖေညာဘက်6ယောက်ကထုံလိုက်ကျင်လိုက်ဖြစ်နေရဆို။နေမကောင်းရင်လေကုန်ထမ်းတဲ့လူကိုမလွတ်ပါနဲ့မိရဲ့။ကိုတန်းထွန်းဒီအပိုင်းအလုံးလုံးရလား။ဖေတောက်ကိုတန်းထွန်းတောက်နဲ့တားဖာရီပြဿနာမတက်ပါစေနဲ့။တော်ရုံလည်းဖေကိုမနိုင်စားကြပါနဲ့နော်။ဦးကြီးမနိုင်စားပါဘူး။တန်းထွန်းလည်းညှိမြတ်နာကြောင့်ညီဖေကိုပြဿနာမလုပ်တော့ပါဘူး။စိတ်မပူပါနဲ့။အော်ဟိုလေးသမီးနောက်10ရက်လောက်ကြာရင်အမေကိုထပ်ပို့ပေးဦးနော်။နော်ပူစုမလေး။အင်းမဖေကမိကျူနဲ့ဖိုးသားကဂယုဆိုင်ပါမေ။အမေလည်းနှလုံးထီထိုးတယ်လို့သမီးသတင်းကြားတယ်။ရှေ့ကကျွေးရကြောင်းစက်ချုပ်လောက်ကထွက်ပြီး KTV မှာအလုပ်လာလုပ်နေရတဲ့သမီးကိုလည်းတနာစိတ်နဲ့ဝင်ပေးပါမေ။သမီးဘဝကိုနစ်မောခံပြီးဒီအလုပ်ကိုလာလုပ်နေတာစင်ရတွေကလွတ်ချင်တာရဲ့အဖေကိုတနာတာရဲ့ပြီးတော့မိကျူနဲ့ဖိုးသားကိုပညာတတ်ဖြစ်စေခြင်းလို့ဆိုတာအမေနားလည်ပေးပါ။တစ်နှစ်တန်သည်နှစ်နှစ်တန်သည်နှုတ်ပြီးသမီးအပြီးပြန်လာတော့မှမေ။အမေလည်းအကျွေးကင်းအောင်နေပေးပါ။အေးပါအေးပါအိမ်ခဏပြန်လာလို့ပူစုမအိမ်ကိုပြန်လာတယ်။ရောက်ရောက်ချင်းအဖေကိုမတွေ့ပေမဲ့အဖေအလုပ်သွားတယ်လို့ပဲထင်မိတယ်။ည8 နာရီလောက်ထိအဖေပြန်မလာတော့စိုးရိမ်စိတ်နဲ့ဖေ့ချောင်းမေးကိုမေးရတယ်။ညီဖေတန်းထွန်းနဲ့ရံဖြစ်ကြသေးတယ်။အဲ့ဒီနေရာအိမ်ရှိမှာတန်းထွန်းကစောင့်တွန်းလိုက်လို့ညီဖေပြင်းနေကြတယ်။ခြေလွန်လက်လွန်မဖြစ်အောင်ငါထိန်းနိုင်လို့အလောက်နဲ့ပြီးသွားတယ်။တန်းထွန်းလည်းငါကောင်းကောင်းစူလိုက်တယ်။ထိခနဲ့ရှိနဲ့ပါတာမကြိုက်ဘူးလို့ပူစုမလည်းမကြိုက်ဘူးလို့ဒီလိုဖြစ်ပြီးနောက်နေ့မနက်တည်းညီဖေထွက်သွားတာခုချိန်ထိပြန်မလာပဲပျောက်နေတယ်။ဘာလို့ကျမကိုဒီအကြောင်းမပြောရလဲအမေရဲ့အဖေပျောက်နေတာတပတ်ရှိပြီပေါ့ဟုတ်လား။ဘာလို့မပြောတာလဲခုတော့ကျမအိမ်ပြန်လာလို့သိရတာအဖေကအရက်တောက်တက်ပြီမေမိသားစုလောက်ကင်ကျွေးတဲ့အဖေပါကျမခုဘဝရောက်နေတာရဲရင်စနက်ကြပြီအိမ်ပြန်လာဖို့အမြဲမှားတတ်တဲ့ဖေအမေတို့အဖေပေါ်ရက်ဆက်ပြီမေကျမတို့မရက်ဆက်နိုင်ဘူးကျမဖေကိုကျမချစ်တယ်အဖေကိုကျမလိုက်ရှာမယ်အဖေကိုရှာဖို့တော့ဖွင့်ဖို့အဖေအလုံးလုံးတဲ့ပွဲရုံရောက်ခဲ့တယ်အဖေပျောက်သွားတဲ့နေ့တည်းကအလုံးမလာတော့တာသိရတယ်အဖေဆွေမျိုးတွေရှိတဲ့နေတွေအထိလိုက်ပြီးတော့စုံစမ်းတယ်အဖေတရင်စားနာတော့မရဘူးဘေးရင်မေးကြည့်တော့ကွယ်လွန်ခဲ့ပြီလို့ဟောကိန်းထုတ်နေလို့လူပြောက်တွေတိုင်းပိုင်ရှင်မဲ့တေဆုံးမှုအလောင်းတွေအထိလိုက်တရင်မေးရတယ်တေတော်သူကြရင်မေးကြောက်တော်သူရှာရင်တွေ့ဆိုတဲ့အတိုင်းဖေကိုပူစုမလိုက်ရှာမိရအယူတစ်ပိုင်းမေးအမေဖြစ်သူကတော့ပူစုမလောက်တော့ကဖြစ်နေပုံမရဘူးကိုတန်းထွန်းလေးသူ့ကြောင့်အဖေထွက်သွားရတာကိုအာနာရကောင်းမှမသိဖေကိစ္စထက်ပူစုမအလုပ်ပြန်သွားလို့ရင်ငွေပို့ပေးဖို့နဲ့အိမ်ပြန်လို့ကြောင်းကိုတန်းထွန်းကလည်းသူဘေးရွက်ဆိုင်ကမောင်းလို့ဝယ်ပေးစီလို့ကြောင်းနေပြောနေကြပြန်တယ်ပူစုမလေးအမေနဲ့အကိုဘလို့မှနားမလည်နိုင်ဖြစ်ခဲ့ရတယ်တလားလောက်အဖေကိုစုံစမ်းရင်တရင်စားနာလည်းမရတဲ့ဆိုလက်ထက်ကငွေရလဲနေပါလာလို့ပူစုမအလုပ်ပြန်လုပ်ဖို့နေမျိုးကိုပြန်လာခဲ့ရပြန်တယ်အဖေပြောက်သွားတာနှစ်နှစ်တင်းတင်းပြေးခဲ့ပြီအနားပြန်နေရက်တိုင်းအဖေတရင်ကိုစုံစမ်းခဲ့တယ်အဖေကပြောက်ချင်းမလားပြောက်ဆုံးနေပြီလောကကြီးထဲမှာရှိနေသေးနာဦးတော့အတိမပြုတ်နိုင်တော့ပူစုမအဖေကိုတတိယလုံးမိတယ်အဖေပြန်လာတယ်လို့မကြာခဏအိမ်မက်မှတ်တယ်ဒါပေမဲ့အဖေကတရင်တဲတဲတော့မကြားရပဲဒီနေ့ထက်တိုင်ပြောက်ဆုံးနေသေးပဲအဖေတက်ရှိထင်ရှားရှိနေပြီဖို့နဲ့ဘေးကင်းပါစေကြောင်းဖျားထံပါမှာကြိမ်ကြိမ်ဆူတောင်းနေခဲ့မိတယ်ပူစုမတို့မိသားစုရဲ့စီးပွားရေးအခြေအနေကမပြေတဲ့ဦးလိုပဲပူစုမဘလောက်ပဲရှာဖွေပေးဖို့ပေမဲ့အမေကအဆင်ပြေတယ်မရှိလိုအပ်ချက်တွေကတောင်းပုံရှာပုံစိတ်ပြက်ခြင်းများစွာနဲ့ပူစုမရဲ့ဘဝဖြစ်တည်မှုဝကျွေးလိုပဲခံစားနေရတယ်ကောင်းရမွေရဘဝရှင်သန်မှုစီပူစုမချေဦးမလဲနိုင်ခဲ့သေးဘူး
နောက်ဆုံးချိန်မမီတော့ရှုံးထွက်မရနိုင်တဲ့ဘဝကြိုးပေးလုပ်ငန်းခွင်စီခါခါဥနေရပြန်တယ်။ဦးစုမကောင်းမွန်ဆုံးရှင်းတန်းခြင်းတယ်။ဖေကိုလည်းလွှမ်းတယ်။နောက်ဆုံးဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဆယ်မုံငါးတကောင်လိုအိမ်ပြန်မိပြန်တယ်။ဒီတစ်ချိန်မှာတော့မိကျူပဲသွားနေလေ။ပြန်လာတဲ့မိကျူကိုမတွေ့ဘူး။ကြောင်မတက်ချင်တော့ဘူးဆိုလို့ဆက်ချုပ်တင်တန်းတက်ခိုင်းထားတာ။ဆက်ဝယ်ဖို့လည်းပတ်စံပို့ထားတယ်။ပြင်မလဲဆက်လည်းမတွေ့ဘူး။ဦးစုမအမေကိုအမေကချက်ချင်းမဖြေပဲဖုန်းတစ်လုံးနဲ့ငွေထည့်စော်ရတဲ့ကျွဲကိန်းဆိုတာယူစော့နေတယ်။အမေမိကျူရောမိကျူမော်လမြိုင်ဘက်မှာညီတို့ပဲ KTV နှုတ်နေတယ်။မိကျူကညီတို့မလိမ္မာပါဘူး။ရသမျှဝစ်စားဝဲသုံးပြုံးနေတာ။ဒီရက်ပိုင်းငါစုထားလို့မနေ့ကတသိန်းတော့လှမ်းပို့ပေးတယ်။အမေကအေးအေးနူနူပေါ့ပေါ့ပါပါပြောထွက်လာတဲ့စကား။ဦးစုမနားထဲမှာတော့ကြားရတဲ့စကားမိုးကြိုးတန်လာပဲ။အမေရဲ့လို့သာဦးစုမနှုတ်ကရေရွတ်မိရင်ရန်ရဲ့ခြေထောက်တွေခွေညှို့ကြတဲ့အထိအကူဖြစ်သူကိုတန်းထွန်းကအိရှိကုပြစ်မှာဘေးအိမ်ရလူနဲ့ကြားထိုးနေတယ်။ဦးစုမညီမလေးမိကျူတယောက်ကြားရဲတွင်နှက်ခမ်းဝါကိုရောက်နေရှာပြီ။စိတ်တွေမတက်မတာဖြစ်နေရတာ။ငါခိုင်းတာမဟုတ်ဘူး။မိကျူကိုယ်တိုင်ကတိတ်နာကျင်တာဆက်ရိုးဆိုတဲ့အစားသူ့ဟာသာသူ့သဘောနဲ့သူတွားလောက်တာ။ဦးစုမဝစ်စားအိတ်ကိုချထားတဲ့နေရာကနေပြန်ဆွဲယူပြီးအိမ်ပေါ်ကနေဆင်းလာလိုက်တယ်။ဟဲ့ဦးစုမဒါကပဲလေ။ဦးစုမပြန်လှည့်ပြီးမဖြေတော့ပဲလမ်းမကြီးပေါ်ရောက်တော့တစီတားပြီးအဝေးပြေးဝင်းကိုထွက်လာခဲ့တယ်။အမေစီနောက်ဘယ်တော့မှပူစုမပြန်မလာတော့။နာကျင်ရလွန်းလို့ထုံကျင်နေတဲ့ရင်ဘတ်တစုံနဲ့အဝေးဆုံးခရီးကိုချီတက်ရင်ပူစုမမျက်ဝန်းထဲမှာအဖေကိုအခါခါမြင်အောင်လာတော့တယ်။အဖေမသေးဆုံးသေးပါဘူး။အဖေလည်းပူစုမလိုနာကျင်လွန်းလို့လွင့်ထွက်သွားတာပါလို့နားလေလာမိတယ်။အဖေကတော့အစအနတောင်သတင်းမကြားရအောင်ပျောက်ရှာသွားပြီ။ဒီတစ်ချိန်မှာတော့ပူစုမကိုယ်တိုင်လေလွင်ရင်ပေါ့ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာကြပါမယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။